အေးချမ်းလာတဲ့ရွာကလေးတရွာမှာဓမ္မလမ်းစဉ်ဘဝခရီးစတင်ခဲ့ပြီအမိမြေနဲ့ဝေးရသမုတ်တရားကိုဖြတ်ကျော်လို့မြစ်တာရိတ်တွေထွန်းလင်းတောက်ပါစေခဲ့တယ်တစိမ့်ပြင်ပါလမ်းမတွေနဲ့ကောင်းကင်အောင်ရင်ကျေးမှုတွေရောရွှန်နေတဲ့အရက်မှာဘာသာစကားခက်အခဲနဲ့ပင်မနွမ်းနေမှုကြသူရဲ့တတိတွေဘရောမမလျှော့ပါခဲ့ဘူးအေးချမ်းတဲ့ဆွဲလုံးလာတိတ်ဆိတ်တဲ့အင်အားနဲ့တစိမ့်ပြင်ပါလမ်းမတွေနဲ့ကောင်းကင်အောင်ရင်ကျေးမှုတွေရောရွှန်နေတဲ့အရက်မှာဘာသာစကားခက်အခဲနဲ့ပင်မနွမ်းနေမှုကြသူရဲ့တတိတွေဘရောမမလျှော့ပါခဲ့ဘူးအေးချမ်းတဲ့ဆွဲလုံးလာတိတ်ဆိတ်တဲ့အင်အားနဲ့ဘယ်လိုကြောက်ရွံ့မှုမှသူ့တရားကိုမတုံ့လို့စေခဲ့ဘယ်လိုမုန်တိုင်းမှသူ့ရဲ့ဓမ္မမီအိမ်ကိုမငြိမ်သက်နိုင်ခဲ့ကြော်ကြမှုနဲ့လာသက်ပကားကိုသူမမတ်မောသစ္စာနဲ့မေတ္တာတရားဟာသာသူအလိုရှိတဲ့အရာဘယ်လိုကြောက်ရွံ့မှုမှသူ့တရားကိုမတုံ့လို့စေခဲ့ဘယ်လိုမုန်တိုင်းမှသူ့ရဲ့ဓမ္မမီအိမ်ကိုမငြိမ်သက်နိုင်ခဲ့ကြော်ကြမှုနဲ့လာသက်ပကားကိုသူမမတ်မောသစ္စာနဲ့မေတ္တာတရားဟာသာသူအလိုရှိတဲ့အရာဒီပင်လေကိုဖြတ်ကျော်လို့အဝေးရောက်နေငါတို့ဘဝရင်ထဲမှာတော့ယုံကြည်ခြင်းများနောင်လာမယ့်နေ့သစ်အတွက်အားထားပေးစမှုတွေမြေစီဖြစ်စေတို့ရဲ့ကဘာပေါ်လာပါစေအနာဂတ်ရဲ့အလေးရောင်စီတို့အားမနဲ့ချီတက်မြည်ဒီပင်လေကိုဖြတ်ကျော်လို့အဝေးရောက်နေငါတို့ဘဝရင်ထဲမှာတော့ယုံကြည်ခြင်းများနောင်လာမယ့်နေ့သစ်အတွက်အားထားပေးစမှုတွေမြေစီဖြစ်စေတို့ရဲ့ကဘာပေါ်လာပါစေအနာဂတ်ရဲ့အလေးရောင်စီတို့အားမနဲ့ချီတက်မြည်တော်လန်းစဉ်ကကျွန်ုပ်ကိုတွန်းအားပေးပါစေနှလုံးသားတိုင်းကမြင်တွေ့နိုင်ပါစေစင်ကြယ်တဲ့မေတ္တာတရားရဲ့စွမ်းပကားနဲ့ဖြူစင်တဲ့သီလရဲ့အားကိုပေါ်တော်လန်းစဉ်ကကျွန်ုပ်ကိုတွန်းအားပေးပါစေနှလုံးသားတိုင်းကမြင်တွေ့နိုင်ပါစေစင်ကြယ်တဲ့မေတ္တာတရားရဲ့စွမ်းပကားနဲ့ဖြူစင်တဲ့သီလရဲ့အားကိုပေါ်အမေရိကန်ပြည်ထောင်စုနှင့်မြန်မာနိုင်ငံတော်အတွင်းသာသနာပြုဆရာတော်ကြီးဖရန္တဝိသုဒ္ဓဇောတိယောမကွေးတိုင်းထီးလင်းမြို့နယ်ကင်းပန်းရွာဇာတိသ
သာသနာအာဇာနဲ့အကျော်အမော်ဖြစ်တော်မူပေ၏သာသနာအာဇာနဲ့အကျော်အမော်ဖြစ်တော်မူပေ၏